ကဲ Manchester United ပရိသတ်တွေအတွက်စိတ်ဝင်စားစရာအပြောင်းရွှေ့သတင်းတစ်ခုတက်လာပြန်ပြီဗျာအဲ့ဒါကတော့ Brighton ရဲ့ကွင်းလဲလူ Carlos Baleba ကိုလာမယ့်ရာသီမှာအရောက်ခေါ်ဖို့ United ဘက်ကအခုတလောပြန်ပြီးအဆက်အသွယ်လုပ်နေတယ်ဆိုတဲ့သတင်းပါပဲ တကယ်တော့ United ဟာဒီ Cameron သားလေးကိုပြီးခဲ့တဲ့ຫນွေရာသီကတည်းကမျက်စိကျခဲ့တာပါဒါပေမဲ့အဲ့တုန်းက Brighton ဘက်ကလုံးဝအလွတ်မပေးခဲ့လို့အပြောင်းရွှေ့ပြတ်သွားခဲ့တာပေါ့အဲ့ဒီတုန်းကကွင်းလဲလူတယောက်မခေါ်နိုင်ခဲ့တာကဒီရာသီအစာပိုင်းမှာအသင်းကိုတော်တော်လေးဒုက္ခပေးခဲ့တာပါအခုတော့ကက်စီမီရိုကလည်းထွက်ဖို့ဆုံးဖြတ်ထားတယ်လို့ဥကာဒေးကလည်းထွက်ခွာနိုင်ချေရှိနေတယ်ဆိုတော့ United အတွက်ခန်းစစ်ကွင်းလေလူကမဖြစ်မနေလိုအပ်နေပါပြီဖြစ်နိုင်ရင်ကွင်းလေလူ2ယောက်လောက်အထိတောင်ခေါ်ရမယ့်အခြေအနေမျိုးပါပဲဒါကြောင့်လဲအသက်22နှစ်အရွယ်ဘာလီဘာကို United ကပြန်ပြီးဖိမှတ်ထားလာတာပါဒီအဒီမှာခြေစွမ်းကအတက်အကျရှိနေတယ်ဆိုပေမဲ့ United ကတော့သူ့ကိုသဘောကျနေလို့မယ်သတင်းသူတွေကဆိုရင် Brighton ဘက်ကလည်းအရင်တောင်းတဲ့ဈေးထက် short ပေးဖို့အသင့်ရှိနေပါပြီ United ရဲ့ list ထဲမှာဘာလီဘာတင်မဟုတ်ပဲ Adam Wharton နဲ့ Onana တို့လည်းပါနေပါတယ်နောက်ထပ်ထူခြားတာက Belgian တောင်ပန်ကစားသမားတစ်ယောက်ကိုလည်းခေါ်ဖို့စကားစပြောနေပြီဆိုတော့ United သား Champions League ဝင်ခွင့်ရခဲ့ရင်တော့နွေရာသီမှာအပြောင်းအရွှေ့လေးအကြီးကျယ်မြင်ရဖို့ရှိနေပါတယ်ဗျာ